တော့တိုက်ကြီးမျိုးတာကွာကြေးရွာရန်ကုန်ပြည်လမ်းမကြီးမေးတင်ခြံဝန်းလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ခြံဝန်းလေးကတော့ကြီးမြေပိုင်ရှင်အမိပေါက်ဖြစ်ပါတယ်เนาะကြီးနဲ့ထွက်ထားပါတယ်ဒီမှာရန်ကုန်ပြည်လမ်းမကြီးပါစီးပွားရေးလှုပ်ရှားလို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်ရှင်မျက်နှာဝကတော့45ရှိပါတယ်ဒီမှာရန်ကုန်ပြည်လမ်းမကြီးပါเนาะဒီမှာပါခြံလေးကတော့ဒီခြံလေးပါမျက်နှာဝ45နောက်ကိုပေ150ကျော်ကျဲဝန်းနဲ့ဒီအိမ်ပါရင်ပြီးဆုံးလေးပေါ့နော်ဒီမှာခြံထဲမှာလည်းပိန်းနေပင်တွေပါမယ်ဒီမှာရေပင်တွေမင်္ဂလာပင်တွေနဲ့ပေါ့နော်အပင်အစုံပါမယ်ပေါ့နော်အနောက်မှာလည်းအကျယ်ကြီးရှိပါတယ်ရှင်မျက်နှာဝကနောက်45နောက်ကိုပေ150ကျော်ကျဲတဲ့ဒီရေပြီးဆုံးတက်သားအိမ်မှာရှင်တက်သားအိမ်ကလည်းအကျယ်ကြီးပါပြီးရင်အိမ်ထဲလေးကိုပြပါမယ်ရှင်လောလောဆယ်အနောက်ဖက်မြေပုံလေးကိုပြပါမယ်ဒီမှာပါအိမ်ရဲ့အနေထားလေးကိုသိချင်ပြမယ်နော်ဒါအိမ်ရဲ့အနေထားလေးပါဒါအိမ်ကောင်းရဲ့အနေထားလေးပေါ့နော်တက်လုံးတွေကတော့ဟိုတုန်းကတိုင်လုံးကြီးကိုတုံးထားတာပါနော်ရေနံကြီးဝါနေတဲ့တက်သားအိမ်ကြီးပေါ့ဒီမှာပါခြံရဲ့အနောက်ဘက်မှာနေဖို့တွေကအများကြီးကြံပါသေးတယ်ရှင်မျက်နှာ45နောက်ကိုပေ150ကျော်ကျဲတဲ့ဒါနောက်ပေးပိုင်းလေးကိုပြတာပါနော်နောက်ပေးပိုင်းလေးပြီးရင်အိမ်ထဲကိုပြပါမယ်ဒီကြီးမီပေါ့ကြီးကြီးအမီပေါ့ရန်ကုန်ပြည်လမ်းမကြီးမေးတင်ဒီခြံဝန်းလေးကို3600ညှိနှိုင်းဈေးနဲ့ရောင်းချပေးမှဖြစ်ပါဆိုရှင်3600ညှိနှိုင်းဈေးပါနော်အိမ်ကန်းတစ်ခန်းဒီမှာနှစ်ခန်းဒီမှာနဲ့ဆိုတော့အိမ်ကန်း3ခန်းပါပါတယ်နော်အိမ်ကန်း3ခန်းနဲ့အိမ်ကြီးပါရှင်ဒါလေးကို3600ညှိနှိုင်းဈေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်တွေ့တယ်လေလက်ကြီးတော့လေဟောပါကြည့်